ချယ်ရီပင်ကြည်ရင်ကိုရှင်ကနောက်တစ်ချိန်ထပ်ရောက်လာတယ်ရှင်ကပေကလူပြီးအမီးတွေဖွာလန်စုပ်နေတယ်တော်တော်ဆိုးတဲ့နှိပ်ပဲဟုတ်တယ်တော်တော်ဆိုးတဲ့နှိပ်ပဲချယ်ရီပင်ကပြောတော့ရှင်လည်းအလိုက်တသိမ့်ပြောရင်ချယ်ရီပင်ပေါ်တက်တယ်တကိုင်းပေါ်ကြာကြာနာနာထိုင်ရင်ချယ်ရီပွင့်ဖြူဖြူအေးလေးတွေကိုညင်းနေတယ်ကောင်းလိုက်တာဘာကလဲချယ်ရီပင်ကပြန်မေးတော့ရှင်ကပြန်မကြည့်ပဲတကိုင်းကွာဆုံးကိုအာဘတရမိချလိုက်တယ်ဒီမှာနာပြီးနေဝင်ချင်းကိုငေးရတာလေကြည့်ပါအောင်ခမရအပွင့်တွေကဖြူဖြူတေးသေးလေးမြင်ရတာရင်အေးလိုက်တာမြူတွေဆိုင်းနေတဲ့နေဝင်ချင်းကိုကြည့်ပါအောင်ကျုပ်အရန်အေးလာရင်လဲခမရတစ်ခေါင်းလေးကြာဝင်နေုံပဲစင်ပြေတယ်ကြားရလို့ဝမ်းသာပါတယ်ချယ်ရီပင်ကပြန်ပြောပေးမဲ့ရှင်ကဘာမှပြန်မပြောဘူးဘာလို့ဆိုပင်ပန်းပန်းနဲ့အိမ်မောကျသွားလို့ပဲချယ်ရီပင်ကအပြင်ကိုင်းတွေကိုစုပြီးရှင်လေးကိုကာကွယ်ထားတယ်ရှင်လေးကအိမ်မပြောတဲ့ပြဿနာရှိပြီးသူ့စီရောက်မှနင်းနေချက်အိတ်တက်တယ်ဆိုတာသူသိထားတယ်မနဲ့မိုးလင်းတော့ရှင်ကချယ်ရီပင်ကိုနှုတ်ဆက်ပြီးထွက်ခွာသွားတယ်ချယ်ရီပင်မှာရှင်ကမနေပါဘူးရှင်နေတာကဟိုးဘက်တောင်ကုန်းဘောကယူကလစ်ပင်ပေါ်မှာပါပဲရှင်ဟာယူကလစ်ပင်နဲ့တိတ်အဆင်မပြေပါဘူးအထူးသဖြင့်ရှင်ဟာအိမ်မပြောတဲ့ပြဿနာရှိပြီးယူကလစ်ပင်ကနည်းနည်းလေးမှအရေးတယူမလုပ်ပါဘူးတခါတလေရှင်ရမ်းပင်ပန်းပြီးအေးဖို့လိုအပ်နေတဲ့အခါရှင်ဟာချယ်ရီပင်စီထွက်လာပြီးနာကိုတက်တယ်ယူကလစ်ပင်နဲ့အစင်မပြေရင်ဘာလို့ဆက်နေသေးတာလဲချယ်ရီပင်ကစကားနေပြီးမဲ့တခါတလေတော့မေးတတ်တယ်မပြောတတ်ဘူးယူကလစ်ပင်ကကျုပ်ရဲ့တစိတ်တစ်ပိုင်းဖြစ်နေတယ်လို့မျိုးပဲသူမကောင်းတာတော့အမှန်ပါပဲဒါပေမဲ့ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေတစိတ်တစ်ပိုင်းဖြစ်နေသေး၍တော့သူမရှိရင်ကျုပ်ဟာလစ်ဟာနေတယ်လို့ခံစားရတယ်ဗျရှင်ကချယ်ရီပွင့်သေးလေးတွေကိုလိုက်နိုင်ရန်ဖြေတယ်မင်းဘာလို့ညံ့ညံ့အိမ်မပြောတာလဲပြောပြချင်လားအိမ်မက်တွေမက်လို့လေအိမ်မက်ထဲမှာကျုပ်ကမပြေဝခဲ့တဲ့ဆန္ဒတွေကိုအကောင့်ထဲပေါ်နေတယ်အဲ့ဒီကြပြေသွားရောလားမပြေဘူးလက်တွေမှာမပြေလို့လက်လျှော့ခဲ့ရတဲ့အိမ်မက်တွေကိုအိမ်မက်ထဲမှာလဲစက်ကြရှုံးနေရတာငရဲကြတယ်လို့ပဲဒါကြောင့်ကျုပ်အိမ်ရမှာကိုကြောက်တာဒါဖြင့်ငါစီကြရောမတိဘူးဗျခမည်းစီကြအိပ်ပြောတယ်ချယ်ရီပန်းတွေကြောက်လားမသိပါဘူးရှင်ရောချယ်ရီပင်ရောခတ်တူတူရေကြတယ်နေဝင်သွားပြီးအေးတက်ကပိုးလာတယ်အနီးနာကကြီးကန်းတွေကလည်းအိတ်တန်းတက်ကုန်ကြပြီနောက်နေ့မနေ့ကြတော့လဲရှင်ကထုံးစားအတိုင်းပြန်သွားပြန်တယ်တရက်ကြချယ်ရီပင်ကပြောတယ်ဒီလောအတွင်းငါစီမလာရင်မလာပါနဲ့လားဘာလို့လဲငါကပြောင်းလဲတက်တဲ့ကာလပဲမင်းအတွက်အစင်မပြေမှာဆိုလို့ပါအချိန်တစ်ခုရောက်ရင်တော့မင်းကြိုက်တဲ့ချယ်ရီပွင့်ဖြူဖြူသေးသေးအေးလေးတွေနဲ့ဝင်နေတဲ့အချိန်ကိုပြန်ရောက်လာမှာပါပဲအဲ့ဒီကြပြန်လာဖို့ကောင်းပါပြီရှင်ကပြောရင်ယူကလစ်ပင်စီခက်အေးပြန်သွားတယ်ချယ်ရီပင်ကပြုံးပြီးကြံနေခဲ့ပေမဲ့ရင်ထဲမှာ
ဝမ်းနေနေတယ်တကယ်ဆိုခမည်းအဆင်ပြေလားအထီးကျန်နေမှာပေါ့ကျုပ်လာကြည့်ပါမယ်လို့ပြောရင်တိတ်ကောင်းပါပဲလို့တွေးနေတယ်ဒါပေမဲ့ရှင်လေးကရောက်မလာပါဘူးမကြခင်ပဲချယ်ရီပင်ပိုးကြတဲ့ရာသီရောက်လာတယ်ပိုးကောင်တွေကအကိုင်းတွေကနေဇောက်ထိုးဆွဲချအကြအနာနေပြီးအရွက်တွေအကုန်စားပြစ်တယ်ချယ်ရီပင်ကအယိုးပဲကြံခဲ့တယ်ဒါပေမဲ့အချိန်တန်ရင်အဲကနေမှအပွင့်လေးပြန်ပွင့်ပြီးချယ်ရီပင်လှကြီးပြန်ဖြစ်မယ်ဆိုတာသူသိပါတယ်အဲကြရှင်လေးပြန်လာမှာပဲလို့တွေးရင်အာတင်ပြီးစောင့်နေခဲ့တယ်တခါတလေကျရှင်လေးရဲ့မတိတတ်မှုကငါကိုနာကျင်စေတယ်တိလားလို့ပိုးကောင်တွေကိုပြောပြမိတယ်ဒါပေမဲ့ပိုးကောင်တွေကချယ်ရီပင်ကိုအဖတ်မလုပ်ပါဘူးသူအရွက်တွေကိုစားရင်အလုပ်ရှုပ်နေကြတယ်ရှင်လေးကအိယာမှာကြောက်တတ်တယ်လို့ချယ်ရီပင်ကယထာလန်းတွေကိုကြောက်တယ်ဘာလို့ဆိုယထာလန်းတွေကပေးခြင်းအတူရှိနေပါလဲနဲ့ဘယ်တော့မှမဆုံးစည်းနိုင်လို့ပဲဆုံးစည်းပြီးဆိုလဲတိမ်မောက်ရောက်တာမို့လို့ပဲရှင်လေးနဲ့ချယ်ရီပင်ကိုအဝေးကနေငေးုံငေးပြီးဘယ်တော့မှမဆုံးနိုင်တဲ့သူတွေလို့အနီးကအိတ်တန်းတက်တဲ့ကြီးတွေကအတင်းတုတ်တယ်ချယ်ရီပင်ကတော့သူ့ကိုယ်သူပြောတတ်တယ်ငါအတွက်ရှင်လေးကတခုတည်းသောအမတ်တရားပဲရှင်လေးအတွက်တော့ငါကအမတ်တရားတွေထဲကတခုပေါ့ဒါပေမဲ့ဒါကအရေးမကြီးပါဘူးသူငါကိုအမြဲလိုအပ်မှာမဟုတ်တာသူလိုရတဲ့အချိန်သူ့အတွက်ရှိနေပြီးရင်ရတာပဲဒါပေမဲ့ဘယ်တော့မှချယ်ရီပင်ကသူစီပြောင်းလာခဲ့ဖို့မပြောခဲ့ပါဘူးဘာလို့ဆိုတော့ယူကလစ်ပင်ကရှင်လေးရဲ့တစိတ်တစ်ပိုင်းလို့နားလည်ထားတာကိုတညတော့ညာနဲ့တကောင်ကြီးချယ်ရီပင်ကနိုးလာတယ်သူ့ကိုယ်မှာအရွက်တွေမရှိပဲဘိုးကောင်တွေတွေ့လောင်ကျနေတဲ့တကိုင်းတွေတက်တက်နဲ့တုံခါပြီးနိုးလာတယ်ဟိုးဖက်တောင်ကုန်းမှာမိတွေလောင်နေတယ်ကြီးတွေကအပြန်အလှန်အော်ဟစ်တရိပေးနေကြတယ်ယူကလစ်ပင်တွေကမီလောင်လွယ်တာပဲချယ်ရီပင်ကအလန့်တကြားတွေးမိတယ်သူ့အမြင့်တွေကိုရလို့ရညာမြေကြီးထဲကဆွဲနှုတ်ပြီးဟိုးဖက်တောင်ကုန်းစီပြေးသွားဖို့ကြိုးစားကြည့်သေးတယ်ဒါပေမဲ့သူဟာတပင်ပါပဲရှင်လေးသာသူစီပြေးမလာရင်သူကရှင်လေးစီပြေးသွားလို့မရပါဘူးရှင်လေးဟာမီလီယံတွေကြားကဟိုးဖက်တောင်ကုန်းပေါ်ကနေချယ်ရီပင်ကိုငေးနေတယ်မီလောင်လွယ်တဲ့ယူကလစ်ပင်ဟာလောင်မြိုက်နေတယ်ချယ်ရီပင်ဟာသူ့အိမ်မက်တွေအကြောင်းဘယ်တော့မှမမေ့ခဲ့ဘူးပဲလို့တူလေးရေရွရင်စိတ်မကောင်းဖြစ်နေတယ်ချယ်ရီပင်နဲ့အတူနေပြီးနေ့ရက်တိုင်းမှာအေးဝဝအိတ်နိုင်ဖို့ကသူ့ဆန္ဒဆိုတာသူမပြောခဲ့ရဘူးယူကလစ်ပင်ကသူ့ရဲ့တစိတ်တစ်ပိုင်းဖြစ်ပေမဲ့ချယ်ရီပင်ကသူ့တဘဝလုံးဖြစ်နေတာကိုချယ်ရီပင်ကသူစီလာဖို့ဖိတ်မဲ့အချင်းကိုစောင့်ရင်ပြာဖြစ်တဲ့အထိလောင်မြိုက်သွားရတော့တဲ့အထိသူ့အိမ်မက်တွေကိုပြောပြခွင့်မရသွားဘူးရှင်လေးဟာသူ့ဆန္ဒတွေအပြင်မှာရောအိမ်မက်ထဲမှာရောတခါမှအကောင့်ထဲမပေါ်ခဲ့ပါဘူးတနေ့လုံးတော့အလာမခံတာပြောလဲမထူပါဘူးဆိုတဲ့အတွေးနဲ့ပဲကြိုတင်ကြရှုံးနေခဲ့ပြီးတခါမှအကောင့်ထဲမပေါ်ခဲ့ဘူးဒီလိုနဲ့အိတ်မပြောတဲ့ရှင်လေးလဲပြားတွေအဖြစ်နဲ့ထောက်ရအိတ်ပြောသွားတော့တယ်
ယူကလစ်ပင်တွေရှိတဲ့တောင်ကုန်းမီလောင်သွားပြီးတဲ့နောက်မှာချယ်ရီပင်ဟာလည်းချယ်ရီပန်းတွေနောက်တစ်ချိန်ပြန်မပွင့်တော့ဘူးသူကအမီလွတ်ပါလျက်နဲ့မီလောင်ခံလိုက်ရတယ်လို့လောင်ကျွမ်းပြီးတဖြည်းဖြည်းညှို့ချသွားတယ်အနီးနားကကြီးကန်တွေကတော့အတင်းလို့အားမရတာလို့ပြောကြတုံးပဲသူတို့ကတယောက်ကိုတယောက်ငါမရှိရင်ပိုးအဆင်ပြေမလားဆိုတဲ့မေးခွန်းကိုမမေးကြဘူးတကယ်လို့သာမေးခဲ့ရင်ရှင်းလေးလည်းအိတ်မပြောတဲ့ပြဿနာရှိတော့မှမဟုတ်တလို့ချယ်ရီပင်ကလည်းရှင်နေပါလေနဲ့လောင်ကျွမ်းမတော်ဘူးတဲ့လေရာရာပြတ်သုံးလို့ပြီးဆုံးဒီစလုံးလေးနဲ့အဲ့ဒီချိန်မှဆုံးမပူပါနဲ့